ငတုံကအမိတ်ပေးလိုက်သဖြင့်ရှေ့ဆုံးမှစစ်သည်သုံးကဒလွတ်ဖြင့်ဝင်လာသည်မျက်လုံးတောက်တောက်အရဲမြင့်မြင့်အသားနက်နက်ခန္ဓာကိုယ်ကြီးကြီးဖြင့်လူကရှေ့သုံးမှတက်လာသူ၏ဓာတ်ကိုလက်ဖြင့်ဖြင့်ပုတ်ထုတ်လိုက်သည်ထို့နောက်ပေါင်ဝါကြားကိုလက်တစ်ဖက်လက်မြူအားလက်တစ်ဖက်ဖြင့်ကင်ကမြေပေါ်သို့ကင်ပေါက်ချလိုက်၏လူတစ်ကိုယ်လုံးကိုပင်စက္ကန့်ပိုင်းတွင်ပြောင်းကနေမီအောင်ကင်ပေါက်ချလိုက်သဖြင့်နောက်ဝင်လာမည့်ရဲမတ်တို့မှအသာရို့သွားကြသည်အသားလက်လက်ခန္ဓာကိုယ်တွယ်လျက်လူငယ်ကလက်ထဲမှဝရင်တုပ်ဖြင့်ကြံစစ်သည့်သူကိုရှာရန်ဟန်ပြင်လိုက်သည်အတွန်ကမြင်းပေါ်ကလွှားကနေခုံစင်းကအဲမောင်းလှန်ဖြင့်လူငယ်လက်ထဲမှတုပ်ကိုရိုက်ချလိုက်သည်ကြံလူနှစ်ဦးကငတွန်ကိုတိုက်ခိုက်ရန်ဝန်းရံလိုက်၏ငတွန်ကခပ်ပိန်ပိန်လူငယ်၏လေမျိုးကိုလှန်ဖြင့်ထောက်ထားလိုက်သည်ဖြင့်နှစ်ဦးသလုံးနောက်ဆုတ်သွားကြသည်ဟေးတော်ကြတော့မင်းတို့တွေကငချစ်ညိုရဘသူလဲခုနခန္ဓာကိုယ်ကြီးကြီးလူငယ်ကအရှင်ကိုကော့ပြသည်ဟေးခင်ဦးစားမြင်းကောင်းကြီးဦးလုံးရဲ့သားချစ်ညိုဆိုတာငါပဲကွမင်းကဘသူတော့ငါဘရင်လက်ရွေးငယ်မြင်းစုကသွေးတောက်ငယ်ငတွန်ပဲမင်းတို့ခေါ်ဖို့မိန်တော်ပါတယ်မင်းငါတို့နဲ့လိုက်ခဲ့ရမယ်ဘသူမိန်တော်လဲငါ့ကိုဘာလို့ခေါ်ခိုင်းတာလဲပြောသမ်းဟိဟိုနေ့ကနမော်သေးမှလူတန်းမှုကိစ္စမင်းကိုစစ်မေးတရားချိလို့ပါကွမင်းအသက်ကိုအာမခံပါတယ်ငါတို့နဲ့လိုက်ခဲ့ပါနမော်သေးလူတန်းမှုဆိုသဖြင့်သူတို့သုံးသားတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ကိုကြီးတို့တယောက်တည်းတော့မထည့်ဘူးဗျကျုပ်တို့လည်းလိုက်မယ်လှန်ပြင်းထောက်ခံလိုက်တဲ့လူငယ်ကဝင်ပြောသည်မင်းတို့ကဘယ်သူတွေလဲကျုပ်တို့ကသူ့ညီတွေဗျကျုပ်ကချစ်မြသူကချစ်ဝအကိုကြီးဖြစ်သူချစ်ညိုကအင်ကြီးပလာချင်းနှင့်ရုံပစုပ်ကိုဝတ်ဆင်ထားတော့လဲချစ်မြကမူဂရီပါနာကွတ်ထားသည့်တရက်ထဲတင်တိုင်းနှင့်နတ်သားရောင်ရွှေရည်ပစုပ်ကိုဝတ်ထားသည်ချစ်မြသည်ချစ်ညိုလောက်ကြွသားမြောင်းမြောင်းခန္ဓာကိုယ်မျိုးမရှိတော့လဲအသားလက်လက်ခန္ဓာကိုယ်ပိန်ပိန်ပါပါမျက်ခုံးနှာတန်းပေါ်လွင်သည်နှခမ်းမွေးရေးရေးဖြင့်သူ့ဟန်ပန်ကစာဆိုတော်တယောက်နှင့်ပင်တူနေသည်အငယ်ဆုံးချစ်ဝမှာမူနမနဲ့လိုက်အောင်ပါဖောင်းဖောင်းခန္ဓာကိုယ်ဝဝဖြင့်ဝတ်ထားသည့်ခါသာတင်တိုင်းလက်တို့သည်သူ့လက်မောင်းကြီးကိုမဆက်မပြဲကြက်သိမ့်နေသည်အမိန်တော်ရှိတာငချစ်ညိုတယောက်သာပဲကွမင်းတို့လိုက်ဖို့တော့အမိန်တော်မပါဘူးကဲငချစ်ညိုလာဟိအချင်းကြတယ်ဟေးကိုကြီးညိုမသွားနဲ့တင်းတို့ကိုမယုံနဲ့ဗျမင်းစင်မဟုတ်ပဲလူတို့မြတွေဖြစ်နေမှချင်းများကမိသည့်ချိန်ကပါလာမှမသိသည့်ဓမြောင်ကိုထုတ်ပြီးရှေ့သို့တိုးလာသည်တဲဒီကောင်တွေတော့အကုန်သေတော့မှာပဲတို့မှချစ်ညိုကိုအသေးမတက်ဖဲအပါခေါ်ခဲ့ဆိုတဲ့အမိတ်ပဲပါတာမင်းတို့ကြောင့်တလုံးမှမပါဘူးမင်းတို့ကိုတက်ပစ်ခဲ့လဲငါတို့မှအပြစ်မသွင်းဘူးသွေးကောင်းရတယ်ပေါ့လေသူတို့သုံးဦးအားဝိုင်းထားသည့်ရဲမှတ်များအပြင်ငတွန်နှင့်ပါလာသည့်ရဲမှတ်များကလည်းအသင့်အနေထားနေလိုက်ကြသဖြင့်သူတို့ကိုနှစ်ထပ်ဝိုင်းထားတဲ့ကဲ့သို့ဖြစ်နေကြ၏ကဲချစ်မြချစ်ဝငါညီတွေဘာမှမပူနဲ့ဒီကောင်တွေလောက်တော့ငါအခုတက်တောင်တက်လို့ရတယ်ဒါပေမဲ့မင်းမိတ်ဆိုတော့မပယ်ကောင်းဘူးငါလိုက်သွားမယ်မင်းတို့အိမ်ကိုပြန်ကြကွယ်အဘားနဲ့အမားကိုလည်းတေချာပြောပြငါအသက်ကိုတင်းတို့ရန်ရှာခဲ့လို့ညနေမှငါပြန်မလာနိုင်ရင်မင်းတို့တို့လက်ရွေးငယ်မြင်းစုကသွေးတောက်ငယ်ငတွန်ဆိုတဲ့နာမည်ကိုမှတ်ထားငါအကောက်ကြံလူကတော့သူ့တစ်မျိုးလုံးနိုးစို့ပါမကြံရအောင်ရှာတတ်ကြငါလိုက်သွားမယ်ဟုတ်ကဲ့ကိုကြီးညိုစိတ်ချပါကျွန်တော်တို့ခင်ဦးသားတွေဓာတ်ထပ်ပါတယ်ငတွန်ကချစ်ညိုတို့ညီကိုတစုကိုလှမ်းကြည့်ကလောင်ပြုံးပြုံးလိုက်သည်ခဏကြာတွင်ရဲမက်တသူကချစ်ညိုကိုမြင်းတစည်းပေါ်တင်ကခြံရံပြီးပွဲကင်းပြင်ပသို့ထွက်သွားကြတော့၏ချစ်များကချစ်ဝကိုခေါ်ကအနီးတွင်ရှိသည့်ဒက်ပူလီကက်ဆိုင်နောက်ဘက်လူရှင်းရာသို့ခေါ်သွားသည်ချစ်ဝမင်ခင်ဦးကိုပြန်အမားကိုလည်းဒီကြောင်းပြောလူစုခိုင်းထားကွယ်ငါမျိုးဝင်ရုံကိုလိုက်သွားမယ်တင်းတို့ကိုကြီးညိုကိုမလိမ့်တစ်ပတ်လှုပ်ပြီးလူတက်မှုနဲ့ဖမ်းသွားတာပဲနေမယ်ကိုချစ်မြတ်တယောက်တည်းဖြစ်ပါမလားငါတယောက်တည်းမဟုတ်ဘူးဟိုးပဲဇပွဲထဲမှာငါလူငါတာပုလို့ငါစိန်ကြွဲလို့ရှိတယ်ပွဲခင်းနဲ့ဆေးလာခင်းနဲ့ခင်ဦးသားတွေသူတို့ကိုလိုက်စုပြီးမြို့ဝင်ရုံကိုငါသွားဝိုင်းထားမကွက်အချိန်နေမဟန်ရင်ကိုကြီးညိုကိုငါတို့ဝင်လူမယ်မင်းနဲ့ဗလူစုပြီးမြို့ဝင်ရုံကိုလိုက်ခဲ့သွားကြည့်နေကြပါဦးခင်ဦးသားလေးတွေရဲ့ဘာတွေလျှောက်လို့ကြမလို့တော့ပူလီကက်စတိုးဆိုင်နောက်ဘက်ဒက်စကုံတဲ့ရုံကန်တွင်မှထွက်လာသောအတန်ကြောင့်သူနှစ်ဦးလုံးကြောင်သွားကြသည်တကားဝတွင်ရွက်နေသူကလူီဇာကသူတို့ညီကိုပြုံးပြန်ရင်ရောက်လာသည်စပင်နက်နက်မျက်လုံးစိမ့်ပြန်နှင့်ဖွင့်ထွားသောလူီဇာ၏အလှကိုနှစ်ယောက်သားခိတ္တငေးမောနေမိကြသည်ခမရကဘာတူလဲချစ်များကမေးလိုက်သည်လူီဇာပါအော်ခမရကိုအကိုဖြစ်သူချစ်ညိုကအင်းဝရောက်လျင်သူမြဲသွားနေကြနမောသေးပြစ်ဆိုင်မှပေါ်တူဂီအလှပကေးထန်သီဖိုးဖိုးကြီးအကြောင်းကိုအမြဲပြောပြတတ်သည်ထိုအလှပကေးမ၏ပြဿနာကိုဖြေရှင်းပေးရင်ကိုချစ်ညိုသည်
နမောသေးကြီးတစ်ခုလုံးကြောက်ရသည့်လောညီကိုထဲမှတယောက်နှင့်သူ့လူများကိုတပ်ပစ်လိုက်သည်မဟုတ်ပါလားတို့မောင်တို့မြို့ဝင်ယုံကိုသွားဝိုင်းရင်မှားမှာပေါ့ရှင်တို့ကိုရင်ချစ်ညိုကိုမြို့ဝင်ယုံခေါ်သွားတာမဟုတ်ဘူးဒါဆိုဘယ်ခေါ်သွားတာလဲသူ့ကိုခေါ်သွားတဲ့နေရာကိုတိတယ်သူ့ကိုဘယ်ခေါ်သွားကြတာလဲကိုသိန်းသခင်ရဲ့အိမ်တော်ကိုခေါ်သွားတာကိုသိန်းသခင်သည်လက်ရှိရှင်ဘုရင်လေးဤအားကိုးရသောလက်ယုံဝန်ကြီးအဆင့်စစ်တေနာပတိဖြစ်သည်သူအုပ်ချုပ်ရသည့်အဆင့်ငိုင်တပ်မှာစစ်တီတော်ကိုသိန်းထွန်းအားနှင့်ညီများသည့်တိုက်ခိုက်ရေးတပ်ဖြစ်သည်ဟုတထင်ကြီးသည်ယခုအကူဖြစ်သူကိုဖမ်းခေါ်သွားသူများမှာမြို့ဝင်အဆင့်ပင်မဟုတ်ပဲစစ်တီနာပတိဝန်ကြီးအဆင့်ကိုသိန်းသခင်အိမ်တော်မှဖြစ်နေသဖြင့်ချင်းများတို့မှာမျက်လုံးပြူးသွားရသည်မပြာနဲ့ရှင်တို့လူတွေပွဲခင်းတဲ့ရသမျှစုခုလုံးတော့သူတို့ရှင့်ကိုတခုခုလုံးမယ်ဆိုဝင်လူမယ်ကျမလည်းရှင်တို့နဲ့အတူတူလိုက်ခဲ့မယ်လူစားကြီးအမိန့်တန်ဆန်ဆန်ပြောလိုက်ဟန်ကြောင့်ချင်းများနှင့်ချစ်ဝတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်